ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မိုးရရွာလိုက်တိတ်လိုက်ကဘာမှာစာအုပ်ရဲ့စာရေးဆရာမိုးစောကိုဖိတ်ခေါ်ထားပါတယ်ရှင်ဒီစာအုပ်လေးရဆိုလို့ရှိရင်2024ခုနှစ်မှာပထမအကြိမ်ထုတ်ဝေခဲ့ပြီးတော့အခုဆိုရင်ဒုတိယအကြိမ်မြောက်ပြန်လည်ထုတ်ဝေတာပေါ့နော်ဒုတိယအကြိမ်ထုတ်ဝေခြင်းနဲ့ပတ်သက်ပြီးတော့ဆရာနဲ့ဒီစာအုပ်ထဲကပါတဲ့ဆရာရဲ့ကိုတွေ့အကြောင်းအရာလေးတွေရဲ့ဒီစာအုပ်ထဲကဝတ္ထုဆောင်မလေးတွေနဲ့ပတ်သက်ပြီးတော့သိချင်တာလေးတွေရှိလို့ဆရာကိုမေးမြန်းသွားပါမယ်ရှင်ဆရာမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါဆရာဒီပထမဆုံးပေါ့နော်ဒီမိုးရရွာလိုက်တိတ်လိုက်ကဘာမှာစာအုပ်လေးနဲ့ပတ်သက်ပြီးတော့ဆရာရဲ့ဒီစာအုပ်ဖြစ်ပေါ်လာတဲ့ပုံလေးပေါ့နော်ဆရာဖန်တီးဖြစ်တဲ့အကြောင်းလေးပြပြပေးပါအောင်ရှင်ဒီထဲကစာမှုတော်တော်များများပထမတော့မဂ္ဂဇင်းတွေအများစုပေါ့မဂ္ဂဇင်းတွေမှာပုံလေးဖော်ပြခဲ့တဲ့ရေးပစ်ခဲ့တာပေါ့နော်အဲ့ဒါတွေကိုပြန်စုလိုက်တဲ့အခါကျတော့စာအုပ်တအုပ်စာရမှာငကိုတွေကတွေးထားတာအဲ့လိုမျိုးလေးလှုပ်ချင်တယ်ဟုတ်ကဲ့ဒီစာအုပ်တအုပ်ဖြစ်ချင်တာပေါ့အကောင်လုံးစုစည်းပြီးတော့လေဟုတ်ကဲ့အဲ့ဒါနဲ့အကောင့်ထဲပေါ်ခဲ့တာဟုတ်ကဲ့ပါဆရာဒီဒဲကစာမှုတွေကဒီမဂ္ဂဇင်းတွေမှာပါခဲ့တဲ့စာမှုတွေဆိုတော့ဒီစာမှုတွေရဲ့ကာလသက်တမ်းကဘယ်လောက်ရှိလဲပေါ့နော်အစောဆုံးဘယ်ခုနှစ်လောက်ကပါခဲ့ပြီးတော့ဘယ်ခုနှစ်လောက်အထိပါခဲ့တဲ့မဂ္ဂဇင်းတွေဖြစ်မလဲဆရာဆေးရုံလမ်းဆိုရင်2002ဟန်သစ်မဂ္ဂဇင်းမှာပုံနေခဲ့တာအခုဆိုရင်တော့25နှစ်26နှစ်24နှစ်လောက်ပေါ့နော်24နှစ်လောက်တက်တန်းရှိတဲ့ဆရာရဲ့လက်ရပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ကျမတို့လွန်ခဲ့တဲ့24နှစ်လောက်ကလက်ရဖြစ်ပေမဲ့ကျမတို့ဒီဆေးရုံလမ်းကဒီအဖုံးလေးကလည်းဒီဆေးရုံလမ်းရဲ့ဇက်ကွက်ကလေးကိုဒါဖန်တီးထားတာပေါ့နော်ပြီးတော့ဖတ်လိုက်တာနဲ့ကျမဆိုလို့ရှိရင်ဆေးရုံလမ်းဖတ်ပြီးတော့နောက်စာမှုတွေကိုဖတ်ဖို့အတွက်ကိုတော်တော်လေးအားယူရတယ်ပေါ့နော်ရင်ထဲမှာစွန့်နေသွားပြီးတော့အဲ့လိုမျိုးခံစားလိုက်ရတဲ့စာမှုလေးတစ်ခုဖြစ်တော့လေအဲ့တော့ဒီစာမှုလေးနဲ့ပတ်သက်ပြီးတော့ဆရာပြောပြပေးပါအောင်ဆေးရုံလမ်းကိုတွေ့အတွေ့အကြုံပါဒီဝတ္ထုတူထဲမှာပါတဲ့သားဖားနှစ်ယောက်ပေါ့နော်သားဖားနှစ်ယောက်ဒီနယ်မြို့မှာရှိတဲ့ဆရာဝန်အမစီမှာမိဘနှစ်ပါးသွားနေတာအဲ့တော့နေတဲ့အချိန်မှာကျွန်တော်ကဒီရန်ကုန်မှာတယောက်တည်းကြံခဲ့တာပေါ့ကြံခဲ့တဲ့အချိန်မှာတရက်အမစီကဖုန်းဝင်လာမောင်မောင်နဲ့အမကျွန်တော်မောင်မောင်ခေါ်တာပေါ့နော်မောင်နှမနှစ်ယောက်တည်းမင်းအဖေဆေးရုံတင်ထားရတယ်တဲ့လိုက်လာခဲ့ပါပေါ့အဲ့ဒီချိန်ကြီးကအဖေမှာယောဂကြီးကြီးမားမားဘာမှမရှိဘူးနော်ဒီလိုသွေးတိုးစီးကြိုနှလုံးဘာမှမရှိကျမ်းမာတာပြောကျမ်းမာတယ်ပြဆိုတော့အဲ့ဒီညနေပဲပေါ့စိတ်ကလည်းအေးဆေးဆေးပဲပေါ့ခုနလိုပြင်းပြင်းထန်ထန်ဒီအသေးအတန်ယောဂမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့အေးဆေးဆေးပဲပေါ့သို့တော့အဲ့ဒီညနေမှာပဲရန်ကုန်ဘူရာကြီးကိုဆင်းပြီးတော့ရထားနဲ့လိုက်သွားတာပေါ့နော်နေမျိုးလေးလိုက်သွားတဲ့အချိန်မှာရထားပေါ်မှာလည်းတညာလုံးပေါ့လေအဖေကြောင့်ပဲစဉ်းစားမိတော့ကျွန်တော်ကသူ့ကိုအဖေကိုအဖေဖေလို့ခေါ်တာအမေကိုမေမေလို့ခေါ်တာအဖေတို့အမေတို့ကရင်နံကျောင်းသူရင်နံကျောင်းသားတွေပေါ့ရင်နံကျောင်းစာတီးအညာဇာတိပေါ့နော်အညာဇာတိအဲ့မျိုးဆက်တွေဆွေမျိုးသားချင်းတွေကလည်းရေနံညောင်းမှာအဲ့ဒီနားမှာပဲပြန့်နှံ့တယ်အဲ့မုံချောင်းတဝိုက်အနောက်ဖက်လို့ခေါ်တာပေါ့အဲ့ဘက်ကျောင်းတော်ရရှိရနေမြေရတာကုန်းလို့ညောင်ကျုံလို့မကွေးလို့နောက်ရေနံချောင်းလို့ပေါ့ကြောက်ပတောင်းလို့ကြောက်ပတောင်းဆိုလဲအဲ့ဘိုးရင်းဘက်ပေါ့သူကြအရှိတော်လို့ခေါ်တာဟုတ်ကဲ့အဲ့ဘက်ဒေတာပေါ့အဲ့ဒါနဲ့ကျွန်တော်ကြတော့သူတို့ကရန်ကုန်ပြောင်းလာပြီးတော့မွေးတာရန်ကုန်သူတို့ရွှေ့ပြောင်းလာပြီးတော့မှရွှေ့ပြောင်းပြီး10နှစ်15နှစ်လောက်ရှိတော့မှရန်ကုန်မှာမွေးလာတာပေါ့ရန်ကုန်ဇာတိဖြစ်သွားဟုတ်ကဲ့အဲ့ဒါနဲ့အဖေနဲ့တခြားလုံးပေါ့လေတတိယတညာလုံးပဲမအိမ်နိုင်ဘူးပေါ့နောက်အဖေကိုတော်တော်လေးတတိရတယ်နောက်သူနဲ့စကားပြောခဲ့တဲ့အချိန်တွေပေါ့လေဟုတ်ကဲ့ကိုသိကျင်လာပြီဆိုသူက
ဘန္တာတိုက်ကြီးလို့ပဲကိုစာအုပ်ဒီအကြောင်းသိကျင်တယ်စာရေးဆရာအကြောင်းသိကျင်တယ်သူတို့ခေတ်တုန်းကစာရေးစာအဖေကစာအရန်ဖတ်ခဲ့တာစာအရန်ဖတ်ခဲ့တယ်နောက်နိုင်ငံရေးလည်းလုပ်ခဲ့တာပေါ့လေဟုတ်ကဲ့ဆိုတော့စာတော်ကြီးကိုစာပေရောဘုသူတ္တရောကျင့်ညက်တာပေါ့အဲဒီတုန်းကအဲ့ခေတ်ကလူကြီးတွေကအဲဒီတော့ဘာပဲသိကျင်အဖေစီပဲအများအားမေးရတာစကားထိုင်ပြောအဲ့လိုနဲ့ဒီနယ်မြို့လေးကိုရောက်သွားတာပေါ့နော်ရောက်သွားတော့အဖေနဲ့ကနီးလာပြီရမ်းတွေ့ကြတယ်နီးလာပြီးတော့ပျော်နေတာစိတ်ထဲမှာအချိန်တွက်နေတာနောက်တနာရီဆိုရင်တော့ငါအဖေနဲ့တွေ့ရပြီပေါ့ဟုတ်ကဲ့စကားကြီးပြောရပြီပေါ့အဲ့မှာအဲ့ဒီမနေ့ကြာမှာဖြစ်ချင်တော့ဒီမြို့ပြင်မှာထွက်တဲ့ရင်တစည်းမှမလာအောင်ဒီမော်တော်ကားကြီးလည်းမလာဘူးမြင်းလဲလည်းမလာဘူးလုံးဝကို6ကပ်ပြီးတော့တိတ်ဆိတ်နေအဲ့ဒီမနေ့ကြာမှာမနေ့ခင်းများငါစောသေးလို့လားပေါ့စဉ်းစားတော့အဲ့နဲ့အဲ့မှာပဲစိတ်ရှိလက်ရှိစောင့်စိတ်ကတော်တော်ကြီးဟိုဖြစ်နေပြီတနာကြီးခွက်လောက်ကြာမှထင်တာစောင့်နေရတာမတ်တက်ရက်ပြီအဲ့ဒါစိတ်ကကနာသိတော့မငြိမ်ညံတော့ဘူးပေါ့အဲ့ဒီချိန်မှာလူအဲ့ထော်လာကြီးလေးတစ်စင်းအဝေးကနေလှမ်းတွေ့လိုက်ရတာကျွန်တော်ရှိရဲ့ဘက်ကိုလူမောင်းလာတာပေါ့အဲ့ဒါနဲ့ဒီထော်လာကြီးလေးနဲ့ပဲလိုက်သွားမယ်မြို့ပြင်မှာထွက်တဲ့ထော်လာကြီးလေးပဲဖြစ်မှာနေပြီးတော့လိုက်သွားလိုက်မယ်ပေါ့လမ်းချုံထော်လာကြီးလေးအနားရောက်လာတော့အဲ့ရထော်လာကြီးမောင်းတဲ့ဦးလေးပဲလားဦးလေးလို့ကျွန်တော်မြို့ပြင်မှာလိုက်ချင်လို့ဒီလိုက်ခဲ့တဲ့ရတယ်တဲ့အဲ့ဒါအဲ့ထော်လာကြီးလေးနောက်ကနေထိုင်လိုက်တာနောက်မှာအဲ့အုတ်ခဲတွေသဲတွေကြောက်စရိတ်ခဲတွေဘီလက်မြေအိတ်တွေတင်ထားတာတင်တော့အဲ့ဘီလက်မြေအိတ်ပေါ်မှာပဲထိုင်ပြီးလိုက်လာပေါ့လိုက်လာပြီးတော့စိတ်တွေကတော့ကြည်နူးနေတာသူလမ်းကလည်းသူကတစ်ပင်တွေကအုပ်ဆိုင်နေတာအဲ့လမ်းတာလာရပဲရာစီဦးသူကလေအဲ့ဒါနဲ့ဒီဆေးရုံဘက်ဝင်မဲ့လမ်းထိပ်လဲကြောက်ဦးလေးတို့ကျွန်တော်ဒီပါဆင်းမယ်လို့ဆင်းပြီးလမ်းလျှောက်သွားလိုက်မယ်လမ်းလျှောက်သွားရင်9မိနစ်လောက်ဆိုရောက်တာဟုတ်လေသိမဝေးတော့အဲ့ဒါလည်းမဟုတ်ဘူးတဲ့ငါလည်းဆေးရုံဘက်ပဲသွားမှာတဲ့အဲ့မင်းလမ်းကြုံတစ်ခါလဲလိုက်ခဲ့တယ်အဲ့ပါလူကပူပျော်သွားတာကြည်တန်းလို့ဘလောက်အစင်သိညင်လဲပေါ့လေအစင်ပြေကျင်တော့လေတော်တော်ကြီးကိုအစင်ပြေတာပဲလို့ဆေးရုံထီအောင်မှကိုလမ်းတော်မလျှောက်เสียမလို့ဘူးပေါ့လမ်းတော်လျှောက်เสียမလို့တန်းတော်ရောက်အောင်မှာပေါ့မြန်လဲရောက်မှာပေါ့ပျော်နေတာအဲ့ဒါနဲ့ဆေးရုံဘက်ကိုဝင်တော့အဲ့ဆေးရုံဘက်မှာတမာပင်တန်းလေးရှိတာတမာပင်တွေကဟိုဘက်ဒီဘက်ဘယ်ညာဘက်စိုက်ထားကြတော့ရှက်ထားတယ်အဲ့ဒါနဲ့ဆေးရုံဝင်ပေါက်တကားနာလေးရောက်တော့သူ့မေးကြံလာတာပေါ့ဘယ်လိုလုပ်မေးထွက်သွားလဲမသိဦးလေးတို့ဒီအုတ်သေးကြောက်တွေဘီလက်မြေတွေကဘာအတွက်လဲလို့ဘာလုပ်ဖို့လဲပေါ့ဟိုကဆေးရုံကတဲ့ဆရာဝန်ကြီးအဖေတယောက်ဆုံးသွားလို့တဲ့အဖေဆုံးသွားလို့အုတ်ကူသွင်းမှုလာပို့ပြီးတာအဲ့ဒီအချိန်ထိလည်းအဖေမှဘလို့မှမထင်ဘယ်ဆရာဝန်ကြီးအဖေတခြားဆရာဝန်ကြီးတယောက်ရဲ့အဖေပဲဖြစ်မှာပေါ့လေကိုယ့်ရဲ့အဖေလို့ဘလို့မှမထင်ခဲ့သူ့မှာလည်းယောဂကြီးမားလည်းမရှိဒီလောက်လည်းအသေးအံဖြစ်တဲ့လူနာမျိုးလည်းမဟုတ်ဘူးအဲ့ဒီအနေမှာဘယ်ဆရာဝန်ကြီးလဲမေးလိုက်ကောအဲ့ရင်မောင်းဦးလေးကြီးကပြန်ပြောတယ်အမနာမည်ပြောတယ်ကျွန်တော်ရဲ့အမဆရာဝန်သူ့အဖေရဲ့အဲ့မှာဘာမှဘာပြောမှလည်းမသိတော့စကားတော့မထွက်နိုင်တော့အဲ့ဒါနဲ့ဝတ္ထုကတော့အဲ့မှာပြီးသွားတာပေါ့သို့တော့ဟိုမှာမပြီးဘူးအပြင်မှာအဲ့ထော်လာကြီးကအိတ်ဝိုင်းထဲထိဝင်သွားအဲ့အိတ်ဝိုင်းကလည်းသူကနည်းနည်းအစင်းလန်းလေးပေါ့ဝိုင်းထဲထိကိုလိုက်သွားတော့ကိုကလည်းဘာမှမပြောနိုင်တော့ကြက်သေးသေးသွားတာအဖေသူအုတ်ကူသွင်းမဲ့ဒီပစ္စည်းတင်တဲ့ထော်လာကြီးလေးနဲ့အောင်ကလိုက်လာမိပြီလို့နောက်ပြီးတော့ရန်ထူးဆန်းနေအဲ့ဒီအဖြစ်ပြက်ကဟုတ်တိုက်ဆိုင်ကိုပြက်တာ
တော်တော်ကြီးကိုထူးထူးဆန်းဆန်းကြီးကိုဖြစ်ဖြစ်တော့အိမ်မှာတော့အမေတို့ရောဘာလို့ရောအမတို့ရောပြန်မပြောပြဘူးအဲ့ဒီဥစ္စာတွေအဲ့ဒီအကြောင်းကိုပြန်မပြောပြဘူးဘယ်သူမှဆွေမျိုးတွေရောပေါ့ပြန်မပြောပြဘူးပြန်မပြောပြဖ ೇನೆ နောက်အဲ့ဒီအချိန်မှာတော့ဝတ္ထုတို့မရေးပြသေးဘူးမရေးပြသေးဘူးနည်းနည်းစကားပြေနည်းနည်းပါးပါးတော့ရေးမိလားတော့မသိဘူးပေါ့လေဝတ္ထုတို့ပုံစံကိုတိတိကျကျမရေးပြသေးဘူးမရေးပြပေမဲ့အဲ့ဒီအကြောင်းအရာလေးကိုတစ်ချိန်မှာရေးကျင်စိတ်လေးပေါ်လာတတရဖြစ်နေအောင်ဟုတ်တတရဖြစ်တာဒီလိုကားရီဒီရင်တွေပြတ်တဲ့အချိန်မှာမှဒီအဖေကိုဂူသွင်းမဲ့ထော်လာကြီးလေးဘာကြောင့်ရောက်လာလဲဆိုတော့စဉ်းစားလို့မရအောင်စဉ်းစားပြီးဖန်တီးမယ်ဆိုရင်တော့မှဟိုမလွယ်ကူတဲ့တိုက်ဆိုင်မှုမျိုးပဲစဉ်းစားမိမှလည်းဟုတ်တယ်ဟုတ်ဝတ္ထုအနေနဲ့ဖန်တီးမယ်ကိုယ်စဉ်းစားပြီးတော့လှုပ်ဆိုရင်တော့မှမဖြစ်နိုင်တဲ့ဟာမျိုးเนาะအဲ့ဟိုဘလို့မှဟိုဒီလားအဲ့တော်တော်စဉ်းစားခဲ့တဲ့အဖြစ်ပြက်လေးပေါ့ဟုတ်ကဲ့ပါဆရာအဲ့ဒီအကြောင်းအရာလေးကဝတ္ထုရေးလိုက်တော့လေသူကသူစီစဉ်သွားတာဟုတ်ကဲ့ဟုတ်စီစဉ်သွားတာဆိုတော့ဟိုတိတ်ပြီးတော့ဟိုပလော့တွေစဉ်းစားဘာစဉ်းစားမလို့ဘယ်ကနေစရေးမလဲကဲအမဖုန်းဆက်စီကနေဖုန်းဆက်တဲ့အချိန်ကနေစရေးပဲမင်းလာခဲ့အဲ့မှာရထားသူ့အတိုင်းပဲသူ့စီစဉ်မှုအတိုင်းပဲရေးပြလိုက်တာအဲ့ဟာလေးပြီးတော့ဒီဟာလေးကလေဆရာရေးတဲ့အချိန်နဲ့ဆိုရင်အခုဆိုနှစ်ပေါင်း20ကျော်ကြာပြီမဲ့ဟိုဖတ်ရတဲ့သူတွေထဲမှာအဲ့ဒီအချိန်ကာလကစကားမပြောဘဲနဲ့ခန်းစားချက်ကပဲစကားပြောတာကတကယ်စစ်မှန်တဲ့ဟာတခုဖြစ်လို့နေတူတယ်เนาะပြီးတော့ဟိုအခြေခံခန်းစားချက်ကလည်းအဖေနဲ့သားဒီလိုမျိုးပေါ့เนาะမိဘနဲ့သားသမီးကြားတွေကခန်းစားချက်ဆိုတော့လူတိုင်းဟိုကိုနဲ့နှိုင်းရှင်ပြီးတော့ခန်းစားလို့ရတဲ့ဟာမျိုးဖြစ်နေတာကြောင့်ဖြစ်မယ်နဲ့တူတယ်เนาะဟုတ်တယ်တခုတော့တွေးမိရပါလေဟောမိဘမြတ်တာလားမင်းစောင့်ရတာအကြာကြီးစောင့်နေရတယ်ဟောမင်းခြေတော့တွေမညောင်းအောင်လို့မင်းမစောင့်အောင်လို့မြန်မြန်အဖြေပေါ်အောင်လို့အဲ့လောက်ထိကိုတွေးမိရပါဖြစ်နေမိဘမြတ်တာတရားတော်တော်ကြီးမားတာပဲပေါ့ဒီလောင်တမလွန်ရောက်တဲ့အထိကိုရှိနေတော့မဲပေါ့နော်ဟိုဆရာကသူမြင်နေတော့မဲလို့ပြောလို့ရတာစီစဉ်ပေးလိုက်တဲ့ဟုတ်တယ်ဆရာရောက်လာဖို့အတွက်ကိုသူစီစဉ်ပေးလိုက်တဲ့ပုံစံမျိုးအဲ့ဟိုတော့တွေးမိတယ်ဟုတ်ကဲ့ဆရာကြီးတုန်းကအသက်ပဲရွယ်ရှိပြီလားမသိဘူးအဲ့တော့2000ခုနှစ်လေ64ဆိုတော့64မိုးရော36ခုနှစ်ပေါ့36နဲ့ဆရာကြီးကြပြဆရာဖြစ်နေပြီပေါ့ကြပြကတော့တော်တော်ရေးပြီးသွားပြီ36နှစ်က